ပြောင်းပြန်နေရလို့အဲ့အကျိုးဘာဖြစ်ဘာဒီတပြီလုံးဗျမ်းမထားတယ်ဖြစ်မင်းတို့ငါအမှန်ကိုမြင်စေခြင်းနဲ့မင်းလှုပ်ထားတဲ့ကြောက်တုံးကြီးကမင်းကိုအမှန်မြင်နိုင်အောင်ဘာမှမလုပ်ပေးနဲ့ဇေဒီကိုဘုရားအဆုံးမကွယ်မင်းသိအောင်လုပ်ဟိုမင်းညမတက်တယ်မင်းညမကိုမေးကြည့်ငါဘာပြောခဲ့လဲဟိုကောင်တမ်းမြင့်မိမအေးတော်ကြီးပြောလို့ငါ့ကိုတရားစကားပြောတာငါဘာပြောခဲ့လဲဆိုမင်းမေးကြည့်လိုက်ငါအဲ့ဒီတော့ပြောခဲ့တာအခုတည်းဒီတိုင်းငါတို့စစ်တပ်ကသူကတင်တဲ့လေးနေလူတတ်တဲ့ပညာတွေ mindset ကိုပြောင်းလို့အဲ့တော့1619ခွန်တိတ်အောင်ငါ့မင်းငပိကျော်ပို့ပေးမယ်လို့ရှိလားလို့ပြောတယ်အဲ့တော့မင်းမှလည်းစိတ်ကောင်းနည်းနည်းပါးပါးရှိနိုင်တယ်လို့ငါယူဆရအဲ့လိုသိမ့်မယ်လို့ဖြစ်မယ်အချိန်ကမင်းစိတ်ကောင်းဆွဲထုတ်ပြီးတော့မဖြစ်ပါစေနဲ့ဆိုပြီးတော့စေတနာနဲ့အချိန်ပေါင်းများမှာပြောတယ်ဥပမာပြလူတွေတောက်လဲသေးတယ်အိုးမဲ့အိမ်မဲ့တွေဖြစ်တယ်မီးတွေလောင်စစ်တပ်ကိုလည်းပြင်ကြည့်လိုက်အောင်ဝီစီထဲရောက်တခါမှမဖြစ်ဘူးဘုရားအဆုံးကအခြေခံကသီလနော်ရတရားခြေတာမဟုတ်ဘူးတကူမဟုတ်ဘူးနော်အဲ့ဒါသိအောင်လို့ဘုတော်ဆန်းစစ်အသက်80နဲ့မွေးနေမင်းကအဓိကပြောချင်တာဒီလောက်တိုင်းပြည်အတွက်အကျိုးရှိမဲ့ခေါင်းဆောင်ကောင်းဖမ်းထောင်ချပြီးတိုင်းပြည်လုံးကိုမီးလောင်တိုက်သွင်းတဲ့အလုပ်ကနေရက်တော့ဆန်းစစ်ကြီးကိုလွှတ်ပြီးတော့တိုင်းပြည်ကောင်းတိုင်းပြည်မီးလောင်တော့မီးငြိမ်းနိုင်တဲ့အလုပ်တွေလုပ်တော့ပါဇက်နဲ့ငြိမ်းချမ်းရေးလုပ်လို့မရမင်းလုပ်နေအာမိတာအမွေခံဖြစ်အောင်မလုပ်နဲ့ဒီလောက်လူတက်နေတာတော်လိုက်တော့အင်မတန်ကောင်းတဲ့ဘုရားအဆုံးအမမင်းရှင်ဘက်ကြီးတွေရောက်တော့မင်းရောက်ဟောမေးကြည့်တမ်းမြင့်ငါပထမဆုံးဗမာပြည်လာတော့ငါစီလာ